အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးကိုစီကိုရောက်လာပြီဆိုရင်တော့ကိုယ့်အတွက်ကောင်းသောပြောင်းလဲမှုတွေကောင်းသောနိမိတ်တွေလာနေပြီဆိုတဲ့အတိတ်နိမိတ်လေးကိုပြနေပါတယ်ဒီဗီဒီယိုလေးကိုလက်ခံရရှိပြီဆိုရင်တော့ကိုယ့်ဘဝအတွက်ပျော်ရွှင်မှုတွေပြီးတော့နောက်တစ်ခုပေါ်ကျွယ်ဝခြင်းတွေအောင်မြင်ခြင်းတွေကိုဖြစ်ချင်တဲ့ဆန္ဒတွေကဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့အချိန်ခါမျိုးပြနေတယ်ကိုယ့်အတွက်တခုပဲသတိထားရမယ်လိုရာထက်ပိုပြီးတော့ကြောက်မိနေရတွေလိုရာထက်ပိုပြီးတော့စိတ်ပူမိနေရတွေအဲ့ဒီအရာလေးတွေကိုတော့ကိုယ်စိတ်ထဲကနေပြီးတော့ထုတ်ပြရမယ်ကိုယ်အဟောင်းတွေကိုမလိုချင်တဲ့အရာတွေကိုမဖြစ်နိုင်ဘူးဆိုရင်ထင်တဲ့အရာတွေအတွေးတွေနဲ့ပဲတွေးနေတဲ့အရာတွေကိုစွန့်ပစ်ပြီးတော့တကယ်ကိုလုံနိုင်နေဆိုတဲ့စိတ်လေးကိုတွေးရမယ်ဒီတော့တွင်းမှာသတိထားရမှာကတော့ကိုယ့်ရဲ့စိတ်ကိုတတ်နိုင်သမျှအေးအေးချမ်းချမ်းထားပါပြီးတော့နောက်ထပ်တစ်ခုဥတူရေးလေးတွေတေးတေးလေးနေစဉ်ပြုပါပြီးတော့နောက်ထပ်တစ်ခုကစေတနာထားပါဘာပဲလို့စေတနာလေးနဲ့လုပ်ပြီးတာမျိုးလုပ်ပါကိုယ့်အတွက်ကောင်းတဲ့အရာတွေကောင်းတဲ့စွမ်းရည်တွေကကိုယ့်ဘက်မှာရှိနေတယ်ပြီးတော့ကိုယ် universe ကလည်းပြစ်မထားဘူးပြီးတော့ကိုယ့်အတွက်တိတိကျကျကျင်းတရားတခုကတော့ကိုယ့်အတွက်ပျော်ရွှင်ရစရာကောင်းတဲ့အနာဂတ်ကကိုယ်စောင့်ကြည့်နေရတဲ့အဲ့ဒီအရာလေးကိုတော့တိတိကျကျကိုယ်စိတ်ကလက်ခံမှရမယ်အဲ့ဒါမှလည်းကိုယ့်အတွက်တကယ်ကိုတိတိတတ်တာဝင်လာမယ်တဲ့ကိုယုံကြည်ပြီးတော့အတိတ်ကဖြစ်ခဲ့တဲ့အရာတွေအားလုံးကိုဆွတ်လွတ်ပြီးတော့ရှေ့လျှောက်ပြီးတော့ငါကောင်းတဲ့အရာတွေပဲလုပ်မယ်ငါယုံကြည်ရဲ့ငါဖြစ်ချင်တဲ့ဆန္ဒတွေဖြစ်မယ်လို့တွေးလိုက်ပါတဲ့မကြခင်မှာတိတာတဲ့ကံကောင်းခြင်းကိုစီကိုချင်းတီပေါက်ရောက်ရှိလာပါလိမ့်မယ်ကောင်းသောကံတွေလက်ခံရရှိကြပါစေ